အားလုံးပဲမင်္ဂလာပါမပူပါမအခုဘာကြောင့်ပြပေးခြင်းလဲဆိုတော့လူတဦးတယောက်ချင်းစီနဲ့အဖွဲ့အစည်းတွေမှာအောင်မြင်မှုအတွက်ရှိတဲ့ dynamic capability ဆိုတဲ့လုံနိုင်စွမ်းအားတွေကိုဘယ်လိုဖန်ဆင်းမလဲဆိုတဲ့အကြောင်းလေးဝေမျှပေးချင်ပါတယ် dynamic capability ကိုကြားတော့သူ TIS ကဒါသူပြောခဲ့တာပေါ့နော်သူကဘာပြောလဲဆိုတော့ dynamic capability ဆိုတာအဖွဲ့အစည်းတွေမှာသူများထပ်ပိုတာတဲ့အားသာချက်လုံနိုင်စွမ်းရှိတဲ့အရာတွေကို dynamic capability လို့ပြောတာဒါပေမဲ့နောက်ပိုင်းကျတော့ dynamic capabilities model တို့လူတွေကဘာပြောလာလဲဆိုတော့ capability based ဒီစဉ်းစားတဲ့ဟာကအဖွဲ့အစည်းမှာ dynamic capability ရှိရမယ်လို့ပြောတော့တာလွေတာတကယ်ဘာတွေရှိရမလဲလို့ပြောရတာခက်တယ်အဲ့တော့ရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာတွေနောက်ကိုသူကဦးစားပေးပြီးတော့ TIS က dynamic capabilities model ကိုဒါသူထင်ခဲ့ပါတယ်တဲ့အဲ့ဒါကကြတော့မတို့အောက်ဆုံးမှာလည်းသင်ရတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ sensing shaping seizing နဲ့မတို့ reconfiguration လို့ဖြစ်ကြပါတယ်တဲ့ sensing shaping seizing reconfiguration sensing ဆိုတာဘာလဲတဲ့အဖွဲ့အစည်းတစ်ခုကအောင်မြင်ခြင်းနဲ့ဆိုရင် brand တစ်ခုကအောင်မြင်ခြင်းနဲ့ဆိုရင်သူကဘာပြောချင်တာလဲဆို sensing ကကိုယ့်ရဲ့ internet ထဲမှာပြောင်းလဲမှုတွေဘာဖြစ်နေလဲအပြင်မှာ external မှာပြောင်းလဲမှုတွေကဘာဖြစ်နေလဲဆိုတာပြန်ပတ်ထက်ပို့ပြီးတော့မြန်ဆန်သိအောင်ပြုလုပ်ထားပါတယ်တဲ့ market survey လုပ်တာ customer နဲ့စကားပြောတာ external မှာ trend ဖြစ်နေတာဘာတွေလဲလိုက်လေ့လာတာကို sensing လို့ခေါ်ပါတယ်အဲ့တော့ကိုယ့်အဖွဲ့အစည်းမှာအောင်မြင်ခြင်းရင်အပြင်လောကမှာဘာတွေဖြစ်နေလဲ customer ကဘာလိုချင်နေလဲပြောင်းလဲမှုတွေကဘာဖြစ်နေလဲဆိုတာလေ့လာပါလို့ပြောချင်ပါတယ်။နံပါတ်1ကကျတော့ shaping capabilities ပါ shaping capabilities ကကျတော့ဘာလို့ရလဲဆိုတော့အဖွဲ့အစည်းမှာ opportunity တွေရှိတယ်ကိုလုံးမဲ့ project တွေရှိတယ်အဲ့ဒီအားလုံးကိုလုပ်ဖို့အတွက်ကိုဆိုရင် orchestrate လုပ်ရတယ်ပြောတာပေါ့နော် shaping ကကျတော့လူတွေအားလုံးကိုသူကဆွဲဆောင်ပြီးသွားတဲ့ခါကျတော့လုံနိုင်စွမ်းနေအားလုံးကိုပေါင်းလုပ်တာအဲ့တော့ shaping activities ကဘာနဲ့တူလဲဆိုတော့capability development ပေါ့နော် integration activities တွေကလည်း shaping capabilities နဲ့တူတယ်ဆိုလိုတဲ့သဘောကတစ်ချက် team မှာ3ယောက်ရှိရဆိုရင်3ယောက်လုံးမှာ1ယောက်မှမရှိတဲ့ skill ကိုတယောက်ကချစ်ချစ်ပြတ်တင်ပေးတာမတူညီတဲ့ skill 3ယောက်ရှိတဲ့သူကို teacher ပေါင်းပြီးတော့ project တစ်ခုလုပ်လိုက်တာအဲ့ဒီအားလုံးကို teacher က shaping capabilities လို့ခေါ်ပါတယ် shaping မှာဆိုရင်အသုံးပြုလို့ရတဲ့ strategy ကကျတော့ internet integration နဲ့ external integration ဆိုပြီး internet မှာရှိတဲ့ skill set တွေအားလုံးပူးပေါင်းပြီးလုပ်တာပူးပေါင်းပြီးတော့ပိုကောင်းတဲ့ skill ခုဖန်ဆင်းတာ external မှာရှိတဲ့ skill set တွေကိုinternet ကိုဖိတ်ပြီးတော့တဲ့အခါကျတော့ပူပေါင်းပြီးလုပ်တဲ့အရာတွေအားလုံးကိုမတို့က shaping activities မှာသုံးလို့ရပါတယ် season activities ကကြတော့ဘာလဲဆိုတော့သူကexecutions of managerial practices ခုနကရွေးချယ်လိုက်တဲ့ strategy တွေလုပ်မယ်ဆိုတဲ့ things to do တွေအားလုံးကိုလက်တွေ့မှာအကောင့်ထဲပေါ်ပြီးပြုလုပ်လိုက်တာကို season လို့ပြောပါတယ် season ကောင်းမှပဲခုနက sensing shaping season ကောင်းမှပဲမတို့ကအဖွဲ့အစည်းတစ်ခုမှာ project အသစ်တွေပြီးသွားမယ်ကိုလိုချင်တဲ့ marketing campaign နဲ့အောင်မြင်မယ်သူများထပ်ပို့တာတဲ့ skill set တွေမှာရရှိမှာဖြစ်ပါတယ် reconfiguration ကကျတော့ဘာလဲဆိုတော့သူက reconfiguration ကသူက long term ကိုသွားတယ်ပြီးတော့ခါကျရင် तू ကဥပမာခုန sensing တစ်ခေါက်လုပ်လိုက်တယ် shaping တစ်ခေါက်လုပ်လိုက်တယ် season တစ်ခေါက်လုပ်လိုက်တယ် mark က internet market order လုပ်တယ် external market order လုပ်တယ်အဲ့တော့ sensing နဲ့ shaping လုပ်တာကြတစ်ခေါက်တည်းပဲလုပ်တာ reconfiguration ကကြအဲ့ဒါကို governance mechanism ထဲမှာထည့်ပြီးတော့ policy နဲ့ procedure ထဲမှာထည့်ပြီးဒါကို organization မှာတစ်နှစ်မှာနှစ်ခေါက် external market analysis လုပ်ရ internal market analysis လုပ်ရinternal integration ကိုတစ်ခေါက်လုပ်ရ external integration ကိုနှစ်ခေါက်လုပ်ရဆိုတဲ့ activities တွေအားလုံးကို policy အနေနဲ့ပြောလိုက်တာကိုreconfiguration activities လို့ခေါ်ပါတယ်အဲ့ဒါကတော့မှအခုလောလောဆယ်လေးလာနေတဲ့ dynamic capabilities as a strategy ဆိုတဲ့ဝေမျှမှုလေးကိုမှဝေမျှတာပါအဲ့ရဘေးညာရည်နဲ့သုံးလို့ရလဲဆို organization strategy မှာလည်းသုံးလို့ရတယ် management report ဒီမှာသုံးလို့လည်းရတယ် assignment တွေရေးတဲ့ခါကျရင်လည်းသုံးလို့ရတယ်ဒါမှမဟုတ် research paper တွေရေးတဲ့ခါကျရင်လည်းဥပမာဒီ dynamic capability မှာ sensing လုပ်ရတယ် shaping လုပ်ရတယ် season လုပ်ရတယ် reconfiguration လုပ်ရတယ်မှန်တယ် higher education မှာအဲ့ဒီ၄ခုကိုဘာတွေနဲ့လုပ်နေလဲဆိုပြီးတော့ interpretive approach နဲ့ qualitative paper တွေလည်းအများကြီးရေးလို့ရတယ်အဲ့တော့အခုမှပြောလိုက်တဲ့ sensing shaping season reconfiguration ဆိုတဲ့ model လေးနဲ့အဖွဲ့အစည်းမှာလုံနိုင်စွမ်းနေတိုးပြီးတော့အမြင်မှုတွေရကြပါစေလို့ဆုတောင်းပေးပါတယ်မနာမည်တော့ Dr. ပူပူကြီးပါမတော်မြန်မာ Imperial College MIC ရဲ့ founder and vice chancellor တူဖြစ်ပါတယ်ရှင်ဒီစီးပွားရေးပညာအကြောင်းသိချင်တာ theory အကြောင်းသိချင်တာ assignment အကြောင်းသိချင်တာ research paper အကြောင်းတွေသိချင်ရင်လည်းမရဲ့ဒီ comment box လေးထဲမှာရေးပေးခဲ့ပါအောင်လို့
မကအိမ်မက်မက်ပါဆိုတဲ့အစီအစဉ်လေးခုလုပ်နေတာခုကြည့်နေတဲ့ဗီဒီယို channel လေးပေါ့နော်အဲ့တော့အောင်မြင်မှုအိမ်မက်တွေကိုချစ်မြတ်နေတဲ့သူတွေစီးပွားရေးပညာကိုလေ့လာနေတဲ့သူတွေကျောင်းသားကျောင်းသူတွေလည်းအကျိုးရှိအောင်လို့ဒီမရဲ့ page လေးကိုလည်း like and share လေးလုပ်ပေးပါဦးလို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်အိမ်မက်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကို accountable ပါလို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးစွာကျေးဇူးကြမယ်နော်ခုတော့ဆက်ဆက်ဖတ်လိုက်ပါဦးမယ်ဆက်ဆက်လုပ်လိုက်ပါဦးမယ်ရှင်ဒေါက်တာပူပူကြီးအိမ်မက်မက်ပါပပကြီးအိမ်မက်မက်ပါအိမ်မက်မက်ပါအိမ်မက်များကိုယုံကြည်ပါအိမ်မက်များကိုအကောင့်ထဲပေါ်ပါ